အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့အပူချောင်ရင်းနဲ့ရခိုင်ထောင်ဆက်လေးတရသီးထောင်လေးထောင်းစားကြရအောင်ကဲတရသီးလေးတွေကိုဈေးရဝယ်လာတဲ့တရသီးတစ်လုံးရှိရပေါ့နော်အဲ့ဒါလေးပပလေးလေးချလိုက်ပါမယ်ပပလေးဆိုတော့ဆိုင်းရင်ရှုံမုံလေးဝင်နေပေါ့နော်ကဲငရုတ်သီးစပြီးတော့ထောင်းပါမယ်ငရုတ်သီးထောင်းဖို့အတွက်ကကျက်သွန်ဖြူထည့်မယ်ကျက်သွန်ဖြူထည့်ပြီးလို့ရှိရင်ငရုတ်ကောင်းကနည်းနည်းလေးထည့်လိုက်မယ်ကျက်သွန်ဖြူကတော့ဘိုင်းအောင်တာရဲ့ဘိုင်းတက်တာစီရေပေါ့နော်ကျက်သွန်ဖြူနှမြောင်းလောင်းဆိုလို့ရှိရင်အဆင်ပြေပါတယ်ပြီးလို့ရှိရင်ငရုတ်သီးစားရည်စိမ့်ထားအလေးကိုထည့်ပါမယ်ငပိလေးလည်းထည့်လိုက်မယ်တရသီးထောင်းရခိုင်ထောင်းမှာတော့ငပိမြလေးကောင်းလေးပေါ့နော်ကဲအပေါ်ကနေပစုံလျှောက်လေးတစ်ကောင်တစ်ကောင်လောက်ထည့်လိုက်မယ်အဲဆိုလို့ရှိရင်ငရုတ်သီးထောင်းလေးရတော့ရပါပြီရှင်အဲဆိုလို့ရှိရင်စားတော့ဖို့အတွက်ငရုတ်သီးလေးထည့်မယ်ပြီးလို့ရှိရင်အရသာအတွက်ကတော့မပါမဖြစ်တဲ့စားဟင်းရှုံမုံလေးထည့်မယ်အပူချောင်ရင်းနဲ့ပြင်းနေရဆိုလို့ရှိရင်တော့ဒီရခိုင်ထောင်းဆက်လေးတရသီးထောင်းလေးသာထောင်းစားကြည့်ရပါရှင်ကျမကတော့ငပိကိုအားမရလို့ငပိနည်းနည်းလေးထည့်ပြီးတော့ဖြိုပြီးတော့ထည့်လိုက်ပါတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်တော့ဆက်လေးနဲ့အပြင်းပြေရခိုင်တရသီးထောင်းလေးရပါပြီရှင်အားလုံးပဲစားကြပါဦးရှင်ဘိုင်ဘိုင်